social media တွေမှာခဏတွေ့ရတဲ့ SAS UI animation တွေကိုပထမဆုံးတွေ့ဖို့တဲ့အချိန်ကျွန်တော်တို့အုံနောက်ထဲမှာအသွေးတစ်ခုပဲရောက်ပါတယ်The edit တွေကို align motion မှာလုပ်လို့ရလားအရင်ဆုံး The edit ကိုကြည့်လိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့ဒီလိုပုံစံတူ edit လုပ်မှုအတွက် idea စဉ်းစားတာနဲ့စပြီးတော့ smooth cut animation တွေ text animation တွေကိုအသုံးပြုပြီးတော့ smooth animation တပုတ်ရအောင်ဘယ်လိုလုပ်ရလဲဆိုတာတွေကိုဒီဗီဒီယိုထဲမှာတူကြည့်လိုက်ကြရအောင်ဗီဒီယိုထဲကိုမဝင်ခင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ live motion premium လေးရှိထားမှုတော့လိုအပ်ပါတယ်မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလုပ်မဲ့ motion edit ထဲမှာပါတဲ့ Telegram အကောင့်မှာတစ်နက်စာကို1000ဝန်းကျင်နဲ့တွားရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ကျွန်တော်အခုဒီဗီဒီယိုမှာလုပ်ပြမယ် edit အတွက်ကျွန်တော် idea ဘယ်လိုရှာလဲဆိုရင်တော့အဓိကအနေနဲ့ကျွန်တော် Pinterest ကနေရှာတယ်ပထမတစ်ချက်ကျွန်တော်ဒီဗီဒီယိုရဲ့ဒီ intro နားလေးကိုယူထားတယ်ဒါပေမဲ့လုံးဝတပုံစံထဲတော့မဟုတ်နောက်တစ်ခုအနေနဲ့ကကျတော့ကျွန်တော်ဒီနေရာဒီ animation လေးကို idea ယူထားတယ်ပေါ့နော်ဒါကိုကျွန်တော် copy လုပ်ပြီးတော့ကျွန်တော်ပုံစံနဲ့ပြန်ပြီးထုတ်ထားတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒါမျိုး animation တွေကို align motion မှာဘယ်လိုလုပ်လို့ရလဲဆိုတာတွေကိုတူကြည့်လိုက်ကြရအောင်ဗီဒီယိုလေးမစခင်ကျွန်တော်ကကြော်ညာလေးဝင်ပြရစေကျွန်တော်လာမဲ့10ရက်နေ့ကြာရင် seminar လေးတစ်ခုလုပ်ဖို့ရှိရပေါ့နော်အဓိကဘာကြောင့်အဲ seminar ကိုလုပ်ရလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ DM မှာအမေးအများဆုံးဖြစ်တဲ့မေးခွန်းတွေအကုန်လုံးကို Q&A အနေနဲ့ဖြည့်ပေးချန်လို့ပါအဓိကအနေနဲ့ကတော့ video edit လုပ်တတ်ပြီးတော့လမ်းပြောင်းနေတဲ့လူတွေအတွက် video edit နဲ့ဘယ်လို income ရှာလို့ရနိုင်မလဲ beginner level ကနေ professional level တက်ဖို့အတွက် video edit ကိုဘယ်လိုလေ့လာလို့ရလဲ client များရအောင်ကိုယ့်ရဲ့ portfolio တစ်ခုကိုဘယ်လိုတည်ဆောက်ရလဲဆိုတဲ့အကြောင်းအရာတွေအပါအဝင်ဝယ်သုံးရတဲ့ sound effect တွေfont တွေနောက်တစ်ခုကကျတော့ကျွန်တော်ကလုပ်ပေးထားတဲ့ text preset တွေအကုန်လုံးကျွန်တော်ကနေ giveaway ပေးချင်တာလဲပါတယ်ဒီ seminar လေးကို join ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ video ရဲ့ description မှာ link ထည့်ပေးထားပါတယ်ဒါမှမဟုတ်လဲဒီ video ရဲ့ pin comment မှာတွားပြီးတော့ဆက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ video ကိုစလိုက်ကြအောင်โอเคကျွန်တော်တို့ထုံးစံအတိုင်း new project တစ်ခုလုပ်ဖို့အတွက် plus icon ကိုနှိပ်မယ် fps ကို60 fps ထားပြီးတော့ create project ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ plus icon ကိုနှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ media ထဲကိုတွားပြီးတော့ကျွန်တော်တို့ထည့်ချင်တဲ့ပုံလေးကိုရွေးပြီးတော့ထည့်လိုက်မယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ plus icon ကိုနှိပ်ပြီးတော့ shape တစ်ခုကိုထည့်မယ် shape ကိုထည့်ပြီးတော့ edit shape ကိုလာမယ် size ကိုကျွန်တော်တို့တမျိုးလေးညှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ radius ကိုနည်းနည်းလေး wide လိုက်မယ်Okay, YBB solution တော့ကျွန်တော်တို့ဒီ shape ကိုပဲ duplicate လုပ်မယ်လုပ်ပြီးတော့အပေါ်တစ်ခုကိုခဏ height လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ photo နဲ့ shape ကိုကင်ပြီးတော့ group ထဲကဒုတိယတစ်ခုကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးပုံစံလေးထွက်လာလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အပေါ်က shape ကိုဖွင့်မယ်ဖွင့်ပြီးတော့ဒီကောင်ဒီ group ရဲ့အောက်ကိုပို့လိုက်မယ် shape ကိုနှိပ်မယ် move and transform ကိုလာမယ်သုံးခုမြောက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ size ကိုနည်းနည်းကြီးလိုက်မယ်ကြီးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ color and fill ကိုလာမယ် gradient ကိုလာမယ်အမဲရောင်ကိုအောက်ဘက်ကိုပို့ပြီးတော့အဖြူရောင်ဒီဘက်အပေါ်ဘက်ကိုပို့လိုက်မယ် okay ဒီနေရာမှာကြည့်ရတာရှင်းမနေဘူးအဲအတွက်ကျွန်တော်ဒီ setting icon ကိုနှိပ်ပြီးတော့ လောလောဆယ် background ကိုစိမ်းရောင်ပြောင်းထားလိုက်မယ်ပြီးရင်တော့ shape ရဲ့ color and fill ထဲကိုပြန်လာပြီးတော့ကျွန်တော်တို့ color ကိုညှိမယ်ကျွန်တော်တို့အနေနဲ့တမျိုးလေးပြောင်းပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ black ကိုနှိပ်မယ်ဒီကောင်လေးကိုနှိပ်မယ် opacity ကိုနည်းနည်းလေး short ချမယ်ထိုနည်းတူပဲကျွန်တော်တို့အဖြူဘက်ကိုလာပြီးတော့လဲ opacity ကိုနည်းနည်းလေး short ချမယ် okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီကောင်ကို duplicate လုပ်မယ်လုပ်ပြီးတော့ effort တစ်ခုကိုလာမယ် color and fill ထဲကိုလာပြီးတော့ပထမတစ်ခုကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ border and shadow ထဲကိုလာမယ် stroke ကို enable လုပ်ပြီးတော့ကျွန်တော်တို့ stroke ရဲ့ color ကိုအဖြူအောင်ပြောင်းမယ်ကျွန်တော်တို့ zoom ခဏချဲလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ stock ကိုပပလေးပဲထားမယ်ထားပြီးတော့ကျွန်တော်တို့အနေနဲ့ effect ထဲကိုလာမယ်လာပြီးတော့ကျွန်တော်တို့ဒီနေရာမှာဒီ effect လေးကိုရွေးပြီးတော့ထည့်လိုက်မယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ဆုံးဆွဲမယ်ဆွဲပြီးတော့ကျွန်တော်တို့ count ကို2ကိုပို့လိုက်မယ်ပို့ပြီးတော့ကျွန်တော်တို့ဒီကောင်ကိုဒါမျိုးလေးညှိမယ်ပြီးရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုအဆုံးထိကိုတင်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ shape တစ်ခုလုပ်ပြီးသွားပြီဒီနေရာမှာကျွန်တော်တို့အနေနဲ့ shape ကိုပို့ပြီးတော့အသက်ဝင်စေချင်လို့ရှိရင်တော့အောက်ဆုံးအကောင် duplicate လုပ်မယ်လုပ်ပြီးတော့အပေါ်ကိုပို့လိုက်မယ်ပို့ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကောင်ကိုနိုင်မယ် blending and opacity ကိုလာပြီးတော့ light ကိုလာမယ် screen ကိုရွေးပြီးတော့ဒီကောင်နည်းနည်း short ချလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ shape တစ်ခုလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ edit လုပ်ဖို့အတွက် new project တစ်ခုထဲကိုသွားလိုက်ကြရအောင်
new project ကိုလာပြီးတော့ကျွန်တော်တို့ plus icon ကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ထည့်မယ် text ကိုရေးပြီးတော့ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့အနေနဲ့ text ရဲ့ font ကိုရွေးမယ်ရွေးပြီးတော့ color ကိုရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့အနေနဲ့ text ရဲ့ size ကိုနည်းနည်းကြီးလိုက်မယ်ကြီးပြီးတော့ကျွန်တော်တို့ဒီကောင်ဒီဘက်ဘေးကိုပို့မယ်ပို့ပြီးတော့ဒီကောင် duplicate လုပ်မယ်လုပ်ပြီးတော့ကျွန်တော်တို့အပေါ်ထဲက text ကိုဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာမြန်မာစာကိုထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီထဲကနေပြီးတော့ဒီ font လေးကိုရွေးလိုက်မယ်ရွေးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ font ရဲ့ position ကိုညှိမယ်ပြီးရင်တော့ကျွန်တော်တို့ size ကိုနည်းနည်းသေးမယ် site သေးတဲ့အချိန်ကျွန်တော်တို့ဒီမှာပြဿနာလေးတစ်ခုရှိတယ် text မှာ error ပါနေတယ်အဲ့ဒါကို fix လုပ်ဖို့သူကဒီကောင်နိုင်မယ် border and shadow လာမယ် stock ကိုဖွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်အကုန် done ပြီးလို့ရှိရင်ကျွန်တော်တို့ stock size ကိုနည်းနည်းလေး short ချမယ် short ချပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ text animation ပေးရတော့မယ်ပေးဖို့သူကကျွန်တော်တို့အပေါ်တစ်ခုကိုခဏပိတ်မယ်အောက်တစ်ခုကိုရွေးမယ် effect ကိုလာမယ်လာပြီးတော့ဒီ effect ကို pass လုပ်မယ်စကားမဆက်ဒီ effect က brother Rona မှာရှိမှာတော့မဟုတ်ကျွန်တော်ဒီ text animation ရဲ့ preset ကိုဒီ video ရဲ့ comment မှာလည်းပင်ချပေးထားတယ်လို့ video ရဲ့ description မှာလည်းထည့်ပေးထားတာမလို့အဲ့နေရာကနေယူပြီးတော့သုံးလို့ရပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့လောလောဆယ်ဒီကောင်ကိုကျွန်တော်3စက္ကန့်ကျော်ထိကို expand လုပ်ထားလိုက်မယ်။ပြီးရင်တော့ကျွန်တော် plus icon ကိုနှိပ်ပြီးတော့ audio လာပြီးတော့ background music လေးကိုထည့်လိုက်မယ်။ထည့်ပြီးတော့ကျွန်တော်ဒီအစ part လေးကိုနည်းနည်းဖြတ်လိုက်မယ်။ဒီလောက်မှလာပြီးတော့အမှတ်တစ်ခုပေးလိုက်မယ်။ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကောင်ကိုနှိပ်မယ်effect ကိုလာမယ် text transform ကိုလာမယ် range ကိုလာမယ် start ကိုကျွန်တော်တို့ဒီနားလေးကိုပို့လိုက်မယ်ပို့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင် okay ကျွန်တော်တို့ဒီနားထီကိုရပြီပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ကိုဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာခဏ text ကို pass ချလိုက်မယ်ချပြီးတော့ကျွန်တော်တို့ text transform ထဲကိုပဲလာမယ် range ကိုလာမယ်ဒီကောင်နောက်ပို့မယ်ဒီကောင်ဒီနေရာလေးကိုပို့မယ်ဒီနေရာမှာကျွန်တော်တို့ course အပေါ်ရောက်မှာတည်တံ့ပေါ်တာကိုလုပ်မယ်အဲ့အတွက်ကျွန်တော်တို့ဒီကောင်နည်းနည်းနောက်ကိုပို့မယ်ခဲဒီနေရာမှာကျွန်တော်တို့ဒီ task ကတိတ်စမမဖြစ်ဘူးအဲ့အတွက် range မှာလာပြီးတော့အနောက်အကောင်နည်းနည်းနောက်ပို့လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ task animation လေးပြီးသွားပြီဒီနေရာမှာကျွန်တော်တို့ camera movement လေးကိုထည့်ရမယ်ပေါ့နော်ဒီ project မှာကျတော့ကျွန်တော်တို့ camera movement ကိုမသုံးအဲ့အစား no လို့သုံးမယ် no လို့မသုံးခင်ကျွန်တော်တို့အနေနဲ့အပေါ်က stand icon ကိုနှိပ်မယ် background အစိမ်းရောင်ပြောင်းထားလိုက်မယ်ပြီးလို့ရှိရင်တော့ဒီကောင်ကိုနှိပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ရဲ့ screen size ကိုနည်းနည်း short မယ်ဒီကောင်ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ line လေးကိုဖော်မယ်ဖော်ပြီးတော့ကျွန်တော်တို့ဒီ line ကိုတမျိုးပုံစံလေးညှိထားလိုက်မယ်ဘာကြောင့်ကျွန်တော်ဒါကိုလုပ်ရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ text animation ပေးတဲ့အချိန်ကျရင် text ကဘေးဘက်ကိုစောင်းနေတာတွေ alignment မတည့်တာတွေဖြစ်မှာဆိုလို့ပါခဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာ null တစ်ခုထည့်မယ် null လို့ကျွန်တော်တို့ဒီစောင်းထီကို expand လုပ်လိုက်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ text နှစ်ခုလုံးဒီ null မှာလာပြီးတော့ချိန်မယ်စကားမဆက် brother တို့အနေနဲ့ဒီ text animation တွေကိုကိုယ်တိုင်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီထက်ရှေ့မှာကျွန်တော်သင်ပေးထားတဲ့ align motion video မှာတွားပြီးတော့ကြည့်လို့ရတယ်အဲ့ထဲမှာကျွန်တော်ဒီ text animation လုပ်နေကိုတခြားလေးရှင်းပြပေးထားပါတယ်ခေပြီးလို့ရှိရင်တော့ကျွန်တော်တို့ null 1ကိုလာမယ်လာပြီးတော့ကျွန်တော်တို့ဒီကောင် zoom ဆွဲမယ်ဒီလောက်ကိုထားမယ်ထားပြီးတော့ကျွန်တော်တို့ဒီကောင်ရဲ့ text ကိုအလဲကိုပို့မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အစမှာ gate တစ်ခုချမယ်ချပြီးတော့ကျွန်တော်တို့ဒီလောက်မှလာပြီးတော့ဒီကောင်ကိုကျွန်တော်တို့ဒီဘက်ဘေးကိုရွှေ့မယ်ဒီလောက်ကိုရွှေ့မယ်ရွှေ့ပြီးတော့ supply ထဲကိုလာမယ်ဒီနေရာလေးမှာကျွန်တော်တို့အမှတ်တစ်ခုပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီလောက်မှအမှတ်ပေးလိုက်မယ်ဘာကြောင့်ပေးရလဲဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ zoom ဖြည်းချင်းအောက်ပြီးတော့ဒီအလဲ point မှာလာပြီးတော့ကျွန်တော်တို့ task တစ်ခုလုံးပေါ်တာကိုလုပ်မယ်ပေါ့နော်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်နောက်ထပ် null တစ်ခုထည့်မယ်ထည့်ပြီးတော့ဒီကောင်ကိုကျွန်တော်တို့ null 2မှာလာပြီးတော့ချိန်မယ်ချိန်ပြီးတော့ကျွန်တော်တို့ဒီ null ကိုအဆုံးထိကိုပို့လိုက်မယ်ပို့ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ရဲ့အစမှတ်မှာ key တစ်ခုဒီနေရာမှာ key တစ်ခုချပြီးတော့အကိုလုံးဒါမျိုးလေးလှုပ်လိုက်မယ်လှုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ supply ကိုလာမယ်လာပြီးတော့ကျွန်တော်တို့ဒီ point ကိုဒါမျိုးလေးညှိမယ်ဘာကြောင့်ဒါမျိုးညှိရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအလဲ line ကိုကြည့်မယ်ဆိုလို့ရှိရင် down ကတ်နေတယ်ဒီ supply အကြောင်းကိုလည်းကျွန်တော်ရှေ့ video မှာရှင်းပြထားတာရှိတယ်အဲ့ video ကိုတော့ကျွန်တော်တစ်ခါလောက်ကြည့်စေချင်တယ် okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာနောက်ထပ် null တစ်ခုကိုထည့်မယ် null 2ကို null 3မှာလာပြီးတော့ချိန်မယ်ချိန်ပြီးတော့ဒီကောင်နည်းနည်းဒီလောက်ပို့မယ်ပို့ပြီးတော့ကျွန်တော်တို့ဒီနားမှာ key တစ်ခုဒီအလဲမှတ်မှာလာပြီးတော့ကျွန်တော်တို့ task ကိုအကိုလုံးညှိလိုက်မယ်ညှိပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီ null tree ထဲက supply ကိုလာမယ်ဒီကောင်လေးကိုနှိပ်ပြီးတော့ဒါမျိုးလေးပြောင်းလိုက်မယ်ကဲမြန်တဲ့အတိုင်းပဲ okay ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဒီနှစ်ခုကိုကင်ပြီးတော့နည်းနည်းလေးရှေ့ကိုပို့မယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဒီအပေါ်က task ကိုနည်းနည်းလေးနောက်ကိုပို့မယ်
Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ That's Animation ပြီးပြီဒီနေရာမှာကျွန်တော်တို့ရှေ့မှာလောက်ထားတဲ့ cut ကိုထည့်မယ်ထည့်ပြီးတော့နောက်ထပ် animation တစ်ခုကိုဆက်မယ်ဆိုတော့ခဏလောက်ထားတဲ့ UI cut project ထဲကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့အကုန်လုံးရွေးပြီးတော့ group ကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ grade line ကို form မယ်ကျွန်တော်အနေနဲ့ဒီလောက်ထားလိုက်မယ်ထားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီကောင်ကိုနှိပ်မယ်နှိပ်ပြီးတော့အလဲကိုပို့မယ်ပို့ပြီးတော့ကျွန်တော်ဒီကောင်ရဲ့ movement transform ကိုလာပြီးတော့ဒီကောင်ကိုပဲနောက်ထပ်တစ်ခါနှိပ်လိုက်မယ်ဆိုလို့ရှိရင် pivot point ပေါ်လာပြီကျွန်တော်ဒီကောင်ကိုဒီအောက်ကိုပို့လိုက်မယ်ပို့ပြီးတော့ကျွန်တော်အနေနဲ့ဒီကောင်ကိုဒီလောက်ထားမယ် okay rotation နဲ့တစ်ချက်ကြည့်လိုက်ကြအောင် okay ဒါဆိုလို့ရှိရင်တော့ okay ပြီကျွန်တော်ဒီနေရာမှာ rotation မှာလာပြီးတော့စမှာဒီတစ်ခုတစ်စက္ကန့်ကြော်လေးမှာဒီတစ်ခုချပြီးတော့ဒီဘက်မှာကျွန်တော်ဒီကောင်ကိုokay ဒီနေရာမှာတိတ်ပြီးတော့အဆင်မပြေသေးဘူးဆိုတော့ကျွန်တော်အနေနဲ့ pivot point ကိုထပ်လာပြီးတော့ pivot point ကိုနည်းနည်းအောက်ချမယ် okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေပြီဆိုတော့ကျွန်တော်အနေနဲ့ rotation ထဲကိုလာပြီးတော့စမှာကျွန်တော်ကီတစ်ခုတစ်စက္ကန့်ကြော်လာပြီးတော့ကျွန်တော်ကီတစ်ခုချလိုက်မယ်တစ်စက္ကန့်ကြော်မှာကျွန်တော်အမှတ်ကို20ကိုပို့လိုက်မယ်အစကီမှာကျွန်တော်ဒီကောင်ဒါမျိုးလေးငှိုက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် movement transform ကိုလာပြီးတော့ထုံနေသူကီချပြီးတော့ဒီနေရာမှာအမှတ်တစ်ခုပါပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီကောင်ရဲ့ position ကိုညှိမယ်ဒီလောက်ကိုထားမယ်ထားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီ supply လေးကိုထားမယ်ဒီကောင်ကို copy ယူမယ်ဒီကိုလာပြီးတော့ကျွန်တော် paste ချလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကိုပဲ duplicate လုပ်မယ် duplicate လုပ်ထားတဲ့ကောင်ကိုလာပြီးတော့ကျွန်တော်ဒီ rotation ထဲကအမှတ်ကိုကျွန်တော်30ကို short ချလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုဒါမျိုးလေးညှိမယ်ပြီးရင်တော့ခဏ supply ကိုပဲကျွန်တော်နှစ်ခုလုံးမှာ paste ချမယ် duplicate လုပ်မယ်လောက်ထားတဲ့ကောင်ရဲ့ protection ကိုလာပြီးတော့ဒီတစ်ခါကျွန်တော်တို့တုံညာကိုပို့လိုက်မယ်ပို့ပြီးတော့ဒီကောင်ညှိမယ်ညှိပြီးတော့ကျွန်တော်တို့အနေနဲ့ခဏ supply ကိုပဲ pass ချမယ်ဒီတစ်ခါကျွန်တော်တို့ဒီကောင်ကိုပါထပ်ပြီးတော့ duplicate လုပ်မယ်ဒါမျိုးပုံစံလေးပဲကျွန်တော်တို့ဒီနေရာမှာ cut 5ခု6ခုထိကိုလှုပ်သွားမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒါမျိုး animation လေးရပြီအကုန်လုံးကိုရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့ဒီကောင်ကိုနည်းနည်းညှိမယ်Okay ညှိပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒုတိယကောင်လေးကိုကင်ပြီးတော့ဒီလောက်ရွှေ့မယ်အကုန်လုံးပိတ်လိုက်မယ်။ဒါကျွန်တော်တို့ပထမကောင်ဒီလောက်ရောက်မှဒုတိယကောင်ပေါ်တာလောက်မယ်ဆိုတော့ဒီကောင်ဒီလောက်ပြီးရင်ကျွန်တော်တို့ channel ကောင်လေးကိုဒါမျိုးပုံစံလေးလိုက်ပြီးတော့စီသွားမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ0တစ်ခုကိုထည့်မယ်။ထည့်ပြီးတော့ကျွန်တော်တို့အကုန်လုံး01မှာလိုက်ပြီးတော့ချိန်မယ်။ပြီးရင်တော့ကျွန်တော်01ကိုဒီလောက်ထိကို expand လုပ်မယ်။ Okay ဒီနေရာမှာကျွန်တော်တခုပြောချင်တာကျွန်တော်တို့က null မှာဒါတဲ့ rotation ကို solve လို့ရှိရင်ဒါမျိုးဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ pivot point ကဘဟုရောက်နေတယ်။ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ pivot point ကိုဒီဘက်အောက်ကိုပို့ပေးရမယ်ပေါ့နော်။အောက်ကိုပို့ပေးလို့ရှိရင်ကျွန်တော်တို့ဒါမျိုးပုံစံလေးဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီလောက်မှာဒီကောင်ကီတစ်ခုချမယ်။ animation အဆုံးမှာလာပြီးတော့ကျွန်တော်ဒီကောင်ကိုကျွန်တော် content ကိုပို့လိုက်မယ်။ပို့ပြီးတော့ဒီကောင်လေးကိုရွေးမယ်။ Okay ဒီနေရာမှာကျွန်တော်တို့အနေနဲ့အကုန်လုံးကိုကင်ပြီးတော့ဒီကောင်ဒါမျိုးလေးညှိလိုက်မယ်။ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ animation layer ရသွားပြီဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အနေနဲ့ shadow border လေးလောက်ရမယ်ပေါ့နော်ဒီ cut ထပ်တဲ့အချိန်ကျွန်တော်တို့ shadow လေးပေါ်လာရမယ်အဲ့ဒါကိုလုံးဖို့အတွက်ကျွန်တော်တို့အနေနဲ့လောလောဆယ်ဒီ line ကိုဖြတ်မယ်ဖြတ်ပြီးတော့ background ရဲ့အရာကိုကျွန်တော်အဖြူအောင်ထားလိုက်မယ်ထားပြီးတော့ကျွန်တော်အပေါ်ဆုံးတစ်ခုကိုရွေးမယ် border and shadow ထဲကိုလာပြီးတော့အောက်တစ်ခုကိုရွေးမယ် shadow enable လုပ်မယ် size ကိုနည်းနည်းတင်လိုက်မယ်တင်ပြီးတော့ကျွန်တော်ဒီကောင်လောက်ပို့မယ်ပို့ပြီးတော့ကျွန်တော် alpha channel ကိုနည်းနည်း short ချမယ်ပြီးရင်ကျွန်တော် color ကိုဒါမျိုးလေးပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျွန်တော် opacity ကိုနည်းနည်း short ချလိုက်မယ်ပြီးရင်တော့ကျွန်တော် alpha ကိုလာမယ်ဒီကက်ခါနီလေးမှာကျွန်တော် key တစ်ခုအဆုံးမှာ key တစ်ခုချလိုက်မယ်ဒီကက်ခါနီလေးက key မှာလာပြီးတော့ alpha channel ကို short ချလိုက်မယ်ပြီးရင်တော့ကျွန်တော် sublime ကိုညှိမယ်ဒါဆိုလို့ရှိရင်ရပြီပြီးရင်တော့ကျွန်တော်ဒီကောင် copy ယူမယ်copy ယူပြီးတော့ဒီကောင်မှာလာပြီးတော့ကျွန်တော်ဒီကောင်နိုင်မယ် first time မှာလာပြီးတော့ကျွန်တော် border and shadow တစ်ခုတည်းကိုပဲကျွန်တော် pass လုပ်လိုက်မယ်ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင်ဒီလောက်မှာလာပြီးတော့ဒုတိယပါ shadow ပေါ်တယ်အမှန်ဒုတိယတစ်ခုကဒီလောက်မှာပေါ်ရမှာအဲ့တော့ကျွန်တော်ဒီထဲကိုလာမယ်လာပြီးတော့ကျွန်တော်အနေနဲ့ဒီကိုလာပြီးတော့ alpha channel ကိုလာမယ်အစကောင်ဒီထဲကိုပို့မယ်ကောင်ဒီနာကိုပို့မယ်ပြီးရင်ကျွန်တော်ဒီကောင်ရဲ့ position ကိုညှိရမယ်ပေါ့နော်ကောင်ရဲ့ position ကိုကျွန်တော်ဒီလောက်ညှိထားမယ်ထုံနည်းတူပဲကျွန်တော်တို့ကိုလုံးကိုရွေးပြီးတော့ခဏ copy ယူထားတဲ့ကောင်ကိုခဏပုံစံမျိုးပဲ pass ချမယ်ချပြီးတော့ကျွန်တော်တို့အနေနဲ့အကိုလုံးရဲ့ကျွန်တော်တို့အရှိမတ်ကိုလိုက်ပြီးတော့ဖြတ်မယ်ဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ shadow တွေရဲ့ position ကိုလိုက်ပြီးတော့ညှိမယ်Okay ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ animation အားရပြီလောလောဆယ်ကျွန်တော်တို့ border and shadow ကိုပိတ်ထားလိုက်မယ်ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတိုင်းဆိုရင်ကြည့်ရတာ preview က like ဖြစ်လို့ပါ
Okay ဆိုတော့ကျွန်တော်တို့ channel animation ကိုခဏ project မှာတွားပြီးတော့ဆက်လိုက်ကြရအောင် Okay ဆိုတော့ကျွန်တော်တို့ခဏလောက်ထားတဲ့ UI cut animation ကိုဒီနေရာလေးမှာကျွန်တော်တို့ bus ချရမယ်ဆိုတော့ကျွန်တော်တို့ animation ကဒီလောက်မှာဆုံးတယ်ဆိုတော့ဒီနေရာမှာဆက်ရမယ်လောလောဆယ်ကျွန်တော် bus ချလိုက်မယ်ပြီးရင်ကျွန်တော်ကိုလောင်းရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့ cut ကဒီလောက်မှာပေါ်လာတာမျိုးလုပ်ရမယ်ဒီလောက်မှာပေါ်လာရမယ်အဲ့တော့ကျွန်တော်တို့ဒီပထမဆုံးကောင်လာမယ် mobile transform ထဲကိုလာပြီးတော့သူရဲ့ supply ကိုလာမယ်ဆိုတော့ cut ကဒီလောက်မှာအဓိက animation ဖြတ်တာအဲ့ဒါကျွန်တော်တို့ quality လောက်ကိုချရတယ်ပေါ့နော် quality လောက်ချရဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာနောက်ထပ် null တစ်ခုကိုထည့်မယ်ထည့်ပြီးတော့ဒီကောင်ဒီလောက်ပို့မယ်ပို့ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကောင်ရဲ့ key အတိုင်းလေးဒီမှာအမှတ်တစ်ခုပြီးတော့ဒီအဆုံးမှာအမှတ်တစ်ခုချမယ်ချပြီးတော့ဒီကောင်ရဲ့ spline ကို copy ယူထားမယ်ယူထားပြီးတော့ကျွန်တော်တို့ null 1ကိုဒီ null 4နဲ့လာပြီးတော့ချိန်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ null 1မှာ cut အကိုလုံးချိန်ပြီးတာမလို့ပါပြီးရင်တော့ကျွန်တော်တို့ null 3ကိုလာပြီးတော့လဲဒီမှာ null 4မှာလာပြီးတော့ချိန်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ cut တွေကိုခဏပိတ်ထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမြန်မာစာရေးထားတဲ့ကောင်ကို duplicate လုပ်မယ်လုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကောင်ကိုဒီဘက်ကိုရွှေ့မယ်ဒီလောက်ကိုရွှေ့မယ်ရွှေ့ပြီးတော့ကျွန်တော်တို့အနေနဲ့ effect ကိုလာမယ်လာပြီးတော့ test transform ကိုလာပြီးတော့ range ကိုလာမယ်ပြီးရင် start point ကိုဒီ key အတိုင်းလေးထားမယ် end point ကိုလည်းကျွန်တော်တို့ဒီ key အတိုင်းလေးကိုထားမယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ test ထည့်မယ် okay ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုဒီနားလေးကိုပို့မယ်ပို့ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီတစ်ခါဒီကောင်ရဲ့ stop ကိုပိတ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့ edit task ပြီးရင်ကျွန်တော်တို့ဒီထဲကနေပြီးတော့ဒီကောင်လေးကိုရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်ဒီကောင်ကိုလောလောဆယ် raw အနေနဲ့ဒါမျိုးလေးညှိထားလိုက်မယ်ပြီးရင်ကျွန်တော် file လာမယ်ဒီ task spacing ကိုလာပြီးတော့ task ကိုနည်းနည်းကတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုဒီလောက်ပို့လိုက်မယ်ပြီးရင်ကျွန်တော် file လာမယ် task transform မှာလာပြီးတော့ range ကဒုတိယ key ကိုနည်းနည်းနောက်ကိုပို့လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီ cut ray ကိုလောင်းဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီကောင်ဒီအပေါ်တင်လိုက်မယ်တင်ပြီးပြီဆိုလို့ရှိရင် null 4ကိုလာမယ် mobile transform ကိုလာမယ်ဒီမှာ key တစ်ခုချပြီးတော့ကျွန်တော်အကိုလောင်းဒီအပေါ်ထိကိုတင်လိုက်မယ်တင်တဲ့အချိန်ကျွန်တော်တို့ alignment တွေပါမလွဲချင်အောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ break line ကို for ပြီးတော့တင်လို့ရတယ်ပေါ့နော်ဒီလောက်ကိုထားမယ်ထားပြီးတော့ကျွန်တော်ဒီကောင်ဒီထိကိုတင်မယ်တင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ cut ရဲ့ supply ကိုပဲ copy ယူမယ်ဒီ null 4မှာလာပြီးတော့ bus ချကြည့်မယ်ပြီးရင်တော့ကျွန်တော်အနေနဲ့ဒီ cut ray အကိုလောင်းရွေးမယ်ဒီ null 1ကိုလည်းရွေးမယ်ဒီအပေါ်မှန်ဘလူးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်အနေနဲ့ဒီကောင်တွေကိုအောက်ချမယ်ဒီလောက်ကိုထားမယ်ကဲဒီနေရာမှာကျွန်တော်တို့ null 1ရဲ့ animation နည်းနည်းထက်နေတယ်ပေါ့နော်အဲ့ဒါကိုပြန်ဖို့ null 1ကိုနည်းနည်းရှေ့ပို့လိုက်မယ်ကျွန်တော်တို့ animation ကဒီလောက်မှာဆုံးရမယ်ဆိုတော့ကျွန်တော် task မှာလာပြီးတော့ file လာမယ် task transform ရဲ့ range ကကောင်နည်းနည်းဒီလောက်ပို့လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီနေရာမှာ null နောက်ထပ်တစ်ခုကိုထည့်မယ်ထည့်ပြီးတော့ null 4 null 5မှာချိန်မယ်ပြီးရင်ကျွန်တော် null 5မှာလာပြီးတော့ဒီလောက်မှာ key တစ်ခုပြီးရင်ကျွန်တော်ဒီနားမှာ key တစ်ခုချထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ null 4ကိုလာမယ်ဒီနေရာမှာဒီကောင်နည်းနည်းဒီလောက်ထားမယ်ထားပြီးတော့ကျွန်တော် null 5မှာလာပြီးတော့ဒီကောင်ဒီလောက်ကိုတင်လိုက်မယ်ပြန်ကျွန်တော်အနေနဲ့ကောင်ရွေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ animation ပထမတစ်ပိုင်းပြီးပြီOkay ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီထဲက text animation တွေကိုကိုယ်တိုင်ကြုံဖတ် channel ဆိုရင်တော့ကျွန်တော်ဒီတိုင်းရှေ့မှာတင်ပေးထားတဲ့ဗီဒီယိုကိုတွားကြည့်လို့ရတယ်ဒါမှမဟုတ်ကင်မရာ non-live ပတ်သက်တဲ့အကြောင်းအရာတွေဒီ channel ဆိုလို့ရှိရင်တော့ရှေ့မှာကျွန်တော် align motion part 3လာမသိဘူးအဲ့လိုတင်ပေးထားတာရှိတယ်ဒါမှမဟုတ် align motion visit ကနေတင် channel ဆိုလို့ရှိရင်တော့ကျွန်တော် part 3အများကြီးလုပ်ပေးထားတယ်ပေါ့နော် so အဲ့ဒါနဲ့မှအားမရသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်သင်ကြားပြသပေးတဲ့ align motion course ကိုလာ join လို့ရတယ်ဆိုတော့အားလုံးပဲနောက်လာမယ့်ဗီဒီယိုတွေမှာတွေ့လိုက်ကြရအောင်